အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ရန်မန်နေဂျာဘတ်စတွဲမှာတင်ကြနေတဲ့မင်္ဂလာပါကျွန်တော်ဒီနေ့ထပ်ပြီးတော့ Same Management နဲ့ဆိုင်တဲ့အကြောင်းအရာလေးကိုနည်းနည်းလောက်ပြီးသလောက်ပြောပြပေးချင်ပါတယ်ကျွန်တော်တို့ဆေးလို့ပြောလိုက်ပြီးဆိုရင်အဓိကရောင်းဖို့အတွက်ပဲဖြစ်ပါတယ်ကျွန်တော်တို့ရောင်းနေတဲ့ပစ္စည်းမိမိတို့ရဲ့ product တွေကိုအကုန်လုံးကိုကောင်းအောင်ရောင်းနိုင်ရပါမယ်ကောင်းအောင်ရောင်းနိုင်ဖို့အတွက်ကိုလည်းကျွန်တော်တို့အမြဲစဉ်းစားနေရပါမယ်ကျွန်တော်တို့ရောင်းလို့ပြောရတဲ့ကျွန်တော်တို့ဘယ်လိုရောင်းမလဲဆိုရင်ကျွန်တော်နဲ့တွေ့ရတဲ့ရောင်းမယ်မြင်တာနဲ့ရောင်းမယ်နှလုံးရင်းဆိုတာနဲ့ရောင်းပါမယ်ဟိုအဓိကဘယ်လိုရောင်းဝင်ရရမယ်အရောင်းလို့ပြောလိုက်တာနဲ့ကောင်းကိုရောင်းနိုင်ရပါမယ်အရောင်းဌာနကကုမ္ပဏီအတွက်ပတ်သက်ရှာပေးတဲ့ဌာနလည်းဖြစ်တယ်ဝင်မဲ့ရှာပေးတဲ့ဌာနလည်းဖြစ်တယ်ပေါ့နော်ကျွန်တော်တို့အဲ့လိုရောင်းပို့တိုးတက်ဖို့အတွက်ဆိုရင်လည်းအရောင်းဝန်ထမ်းတွေများများခန့်ထားဖို့လိုရတယ်အရောင်းဝန်ထမ်းတို့ပြောလိုက်ပြီးဆိုတာနဲ့အဲ့ဒီဝန်ထမ်းဒီအဲ့လောက်တာဒီရောင်းနိုင်ရပါမယ်မရောင်းနိုင်ရင်ရောင်းဝန်ထမ်းမဟုတ်တဲ့အတွက်လုံနာပါလိမ့်မယ်။ရောင်းလို့ပြောရင်အဓိကလေ့လာနေရမှာကရောင်းနိုင်မှုအတွက်ကိုလေ့လာနေရမယ်။လူငယ်မန်နေဂျာတယောက်ဖြစ်ချင်တယ်ဆိုရင်လည်းကျွန်တော်တို့အရောင်းပညာကိုကောင်းကောင်းသိထားဖို့လိုအပ်ပါတယ်။တတိဖြစ်ချင်ရင်လည်းအရောင်းတက်ဖို့လိုအပ်ပါတယ်။ဆေးလို့ပြောလိုက်ပြီးဆိုတာနဲ့တွေးရအောင်ရောင်းနိုင်ရပါမယ်။ဘာပဲရောင်းအားလုံးကောင်းရောင်းရမယ်။မြန်မာရောင်းတဲ့ရင်များချမ်းသာပါမယ်။ကျွန်တော်တို့ရောင်းနေတဲ့ဘယ်ပစ္စည်းပဲဖြစ်ဖြစ်ဘယ် product တွေပဲဖြစ်ဖြစ်အကုန်လုံးရောင်းနိုင်ဖို့အတွက်ဆေးနဲ့ဆိုင်တဲ့အရောင်းပညာတွေကိုလည်းလေ့လာထားဖို့လိုပါတယ်။ကျွန်တော်ဆေး focus ကိုလည်းအမြဲမြင့်တင်နေရမယ်။နေရာကနေမြင်ရအောင်ပေါ့နော်။ကိုယ့်ရဲ့အသုံးဆောင်နေရာစားနေရာကနေအစင်တန်းမြင်နေရမယ်။ကျွန်တော်တို့ဆေး management ကလည်းအရင်ရေးကြည့်ပါတယ်။ဒီကျွန်တော်တို့ရောင်းနေတဲ့ပစ္စည်းရောင်းလာရပြီဆိုရင်သူပစ္စည်းကိုကျွန်တော်တို့ဘယ်လိုပို့ပေးမယ်ဘယ်လိုရောင်းရင်အမြတ်တွေရမယ်ဆိုတာမျိုးကိုပါကျွန်တော်တို့ထည့်ပြီးတော့ပြပြပေးနိုင်ရပါမယ်ထည့်ပြီးတော့ရောင်းအကြံဉာဏ်တွေပေးနိုင်ရပါမယ်ပေါ့နော်ကျွန်တော်တို့အဲ့လိုရောင်းနိုင်ဖို့အတွက်ဆိုရင်လည်းတွေ့ကြလူကိုခန့်ထားလို့မရပါဘူးတရားလေးချင်းထားပြီးတော့စကေးကောင်းတဲ့ဝန်ထမ်းတွေကိုခန့်ထားမှာဖြစ်ပါတယ်တယောက်တည်းရောင်းတာမျိုးဖြစ်စေအတင်းလိုက်အဖွဲလိုက်စူစီပြီးရောင်းတာမျိုးကိုလည်းရှိထားပါလိမ့်မယ်အဲ့မှာလည်းမိမိတို့ရောင်းနေတဲ့ပစ္စည်းပေးရဖို့မဆိုအလုံးကောင်းရောင်းနိုင်မှာပါအဓိကဆေးလို့ပြောလိုက်ပြီးဆိုတာနဲ့မိမိရောင်းနေတဲ့ပစ္စည်းကိုဆိုဘာလို့မဆိုအကုန်လုံးကိုကောင်းရောင်းနိုင်ရပါမယ်အဓိကဘာပဲဖြစ်ဖြစ်အကုန်လုံးကိုကောင်းအောင်ရောင်းဖို့ပါအားလုံးကိုကျေးဇူးတင်ပါတယ်